ဖုံဖုံရဲ့ပြိတ္တကတ်ကိုလေးလာလို့ပါတယ်ဖရားတယ်ပြီးတော့ကခရိယံဘာသာဝင်တယောက်ပါဖရားဆိုပြီးဦးစင်းကိုမှန်းထားတယ်ပေါ့နော်အဲ့တော့ဦးစင်းကဗုဒ္ဓရှင်တော်မြတ်စွာဘုရားဟောကြားထားတဲ့ပြိတ္တကတ်သုံးပုံကိုဦးစင်းကလူတွေနားလည်လွယ်အောင်သုံးလုံးပြီးတော့မှရှင်းပြပေးခြင်းပါတယ်ဦးစင်းတို့ကြားဖို့တယ်မလားဝီနီးပြိတ္တကတ်ဝီနီးဆိုတာကမြတ်စွာဘုရားဟောပေါ်ညွှန်ပြတဲ့တရားတွေတပိသားတော်ကတန်ဃာတော်တွေကအစပြီးပုဂ္ဂိုလ်တော်မှာအားလုံးဆောင်ထိန်အပ်တဲ့ကျင့်ဝတ်တွေကိုဝီနီးလို့ဒီလိုမျိုးလေးခေါ်တယ်ပေါ့ဒီလိုမျိုးလေးနားလည်ရမယ်နောက်တစ်ခုကတုတ်တန်ဆိုတာကမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီး45ပါးကာလပတ်လုံးရှိတဲ့နှုန်းကဟောကြားထားတဲ့တရားဒေသနာတော်ဒီထဲကဒေသင်ရှင်တဲ့ကဘာသိမြတ်စွာဘုရားလောင်းပါရမီဖြည့်ခဲ့တဲ့အချိန်ကြီးကိုတပည့်ညောတာရှင်တော်မြတ်ကြီးနဲ့ကြည်ရှုပြီးတော့မှအကျိုးအကြောင်းပစ္စုပန်မှာစီလျော်စွာကြည့်ပြီးဟောကြားထားတဲ့တုတ်ဒေသနာတော်တွေကိုတုတ်တန်ပြတကယ်လို့ဒီလိုမျိုးလေးခေါ်တယ်နောက်တစ်ခုကဗိဓမာပိဋကဆိုတာကမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးနောက်ရိနာနတ်ပြည်မှာနတ်တွေရဲ့ဗြဟ္မာတွေရဲ့ကိုဟောကြားထားတဲ့တရားဒေသနာတော်တွေဖြစ်ပါတယ်ဗိဓမာပိဋကကဘယ်လိုမျိုးရည်ရွယ်ထားတာလဲဆိုတော့လူတစ်ယောက်မှရှိတဲ့ယုတ်တရားတွေနံတရားတွေအစိတ်စိတ်အမှောင်မှာကောင်းရင်မကောင်းရင်အကြောင်းအကျိုးစီလျော်စွာတစ်ခုစီဆွဲထုတ်ပြီးတော့မှဒါအမှန်တရားတွေကိုဖော်ထုတ်ထားပြီးဟောကြားထားတဲ့တရားဒေသနာတော်ဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုကားမှာပေါ့လေကားဆိုတာဘယ်နေရာသွားရှာတယ်အကုန်လုံးစုပေါင်းပြီးလို့ဒါကားလို့ခေါ်ရတာဒီကားမှာရှိတဲ့ပစ္စည်းတွေဟာသူ့ရဲ့အရေးပါမှုနဲ့သူ့ရဲ့အသုံးဝင်မှုနဲ့သူ့ရဲ့ကောင်းဆိုးခြင်းသူ့ရဲ့ကောင်းခြင်းတွေသူ့ရဲ့မကောင်းခြင်းတွေဆိုတာကားမှာရှိတဲ့ပစ္စည်းတိုင်းမှာသူ့အမြင်နဲ့သူရှိကြတယ်လေပစ္စည်းလေးတစ်ခုမပါလိုက်တာနဲ့အရေးပါတဲ့ပစ္စည်းလေးတစ်ခုမပါလိုက်တာနဲ့အဲ့ဒီကားဟာလုံးဝသုံးလို့မရအောင်အဆင်ပြေမပြေနိုင်တယ်လို့ကောင်းကျိုးတွေရှိစေနိုင်တယ်လို့ဆိုးကျိုးတွေလည်းရှိစေနိုင်တယ်လို့ပေါ့နော်လူတယောက်မှာယုတ်တရားနံတရားတွေဟာဘလောက်ကောင်းကျိုးတွေရှိစေတာဘလောက်မကောင်းကျိုးတွေရှိစေတာဒါတွေဟာကောင်းတဲ့အရာတွေဒါတွေကမကောင်းတဲ့အရာတွေဒါတွေဟာတည်မြဲတဲ့အရာတွေဟာဒါဟာမတည်မြဲတဲ့အရာတွေပဲလားဆိုပြီးတော့မှအမှန်တရားတွေကိုခွဲခြမ်းစိတ်ထားပြီးဖော်ထုတ်တဲ့အရာကိုအပြီးတော့မှပိဋကတ်လို့ဒီလိုမျိုးလေးနားလည်ရအောင်အဲ့တော့ဒီပိဋကတ်သမုတ်ကိုလေ့လာဖို့ဆိုလို့ချင်းခရိယံဘာသာဝင်တယောက်အနေနဲ့အရင်ဆုံးဘာတွေလေ့လာမလဲဆိုလို့ချင်းအခြေခံကနေစပြီးတော့မှစိတ်ဝင်စားအောင်လေ့လာကြည့်ရမယ်ဥပမာမေတ္တာတုတ်ဆိုရင်မေတ္တာတုတ်အကြောင်းကိုတကြနနာဟောထားတယ်ပါကျုပ်ဆရာတော်ဘုရားကြီးရှိတယ်မေတ္တာတုတ်နှစ်ချုပ်ဆိုပြီးယူမှာရှာကြည့်လိုက်အဲ့ဒါကိုတိတိချက်ချနာပြီးတဲ့အခါကျလို့ချင်းမေတ္တာတုတ်ဆိုပြီးတော့မှရှာပြီးတော့မှချက်ချနာနာကိုကတစ်ခုချင်းလေးလေ့လာပြီးတဲ့အခါကျလို့ချင်းမင်္ဂလာတုတ်ဒီလိုမျိုးတွေတဖြည်းဖြည်းနဲ့ဘုရားရှင်ရဲ့ဂုဏ်တော်တွေနောက်ပြီးတော့မှဗုဒ္ဓဝင်တွေအစရှိတာတွေကိုကလေ့လာပြီးတဲ့အခါကျတော့မှဝေဖန်နဲ့စိတ်နဲ့ခွင့်ချစိတ်ဖြာပြီးတော့မှလေ့လာမယ်ဆိုလို့ရှိရင်တော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟောကြားတဲ့တရားဒေသနာတော်ရဲ့အနှစ်သာရကိုလက်တွေ့ပိုင်သိရှိနိုင်ပါမယ်လို့ဦးဇင်းကဒီလိုမျိုးလေးလမ်းညွှန်ပေးခြင်းပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြ